မအာလာစိမိတ်ဆာတက်ရဲ့မတော်မတရားရုပ်မာတဲ့လောက်ရက်တွေကိုဘာမှမပြောဘဲနဲ့ရေငုံနှုတ်ပိတ်နေတဲ့ဘာသာရေးကောင်းဆောင်တွေအပြစ်မရှိဘူးလားတဲ့အပြစ်ရှိတာပေါ့ဘာသာရေးကောင်းဆောင်မှမဟုတ်ပါဘူးရိုးရိုးတာမန်လူတွေလည်းအပြစ်ရှိပါတယ်ပို့ပြီးတော့မှတာဝန်ရှိတဲ့ဘာသာရေးကောင်းဆောင်တွေကတော့ပို့ပြီးတော့မှအပြစ်ရှိတာဖြစ်ပါတယ်ဆိုတော့ဘယ်လိုအပြစ်ရှိတာလဲဘာအပြစ်ရှိတာလဲဆိုရင် sin of omission ဆိုတဲ့ခြံလှပ်ထားသောအပြစ်ဖြစ်ပါတယ်ခြံလှပ်ထားတဲ့အပြစ်ဆိုတာဘယ်လိုမျိုးပြောတယ်လဲဆိုရင်လှုပ်တင်လှုပ်ထိုက်ပြောတင်ပြောထိုက်တဲ့အရာတွေကိုမလှုပ်ခြင်းမပြောခြင်းဆိုတဲ့အပြစ်ဖြစ်ပါတယ်စိမိတ်ဆာလုံနေတဲ့မတရားမှုတွေရုပ်မာမှုတွေဟာမကောင်းဘူးမတရားဘူးဆိုတာသိတယ်နော်လူတွေကိုတတ်ဖြတ်နေတယ်မကောင်းဘူးဆိုတာသိတယ်မီးရှို့နေတယ်မကောင်းဘူးဆိုတာသိတယ်ဘုံကျဲနေတယ်မကောင်းဘူးဆိုတာသိတယ်နော်နှိပ်စက်တယ်မတော်မတရားအကုန်လုပ်တယ်ပြောစရာစကားမရှိနိုင်စရာဘာနဲ့မှနိုင်လို့မရတော့အောင်ကိုကန်းကုံရုပ်မာနေတဲ့ဟာတွေဒါတွေကအပြစ်ရှိတယ်မကောင်းဘူးဆိုတာကိုသိတယ်မသိတာမဟုတ်ဘူးသိတယ်သိလျက်နဲ့ဘာမှမပြောဘဲနဲ့ရင်ငုံနှုတ်ပိတ်နေတယ်ဘာမှမလုပ်ဘဲနဲ့ရင်ငုံနှုတ်ပိတ်နေတယ်ဆိုကြတဲ့ကအပြစ်မရှိဘဲနေပါမလားကိုယ့်အကူလည်းတွေးကြည့်လိုက်ပါအပြစ်မရှိဘဲနဲ့မဖြစ်နိုင်ဘူးကဲဒါဆိုရင်ကျမ်းစာတော်မြတ်နဲ့ထောက်ပြီးတော့မှပြောပြပါလားဆိုရင်ရှင်ယာကုပ်ဩဝါဒစာအခန်းကြီး၄အငယ်7မှာမိသူမဆိုကောင်းသောအကျင့်ကိုတိလျက်နှင့်မကျင့်ပါကသူ၌အပြစ်ရှိလေ၏တဲ့နောက်တစ်ခုအနေနဲ့တမ္မာသေဦးအခန်းကြီး25အငယ်31ကနေ46မှာဗာထပ်တွေ့ရမလဲဆိုရင်ဘုရားရှင်ဟာဒီလူတွေကိုတိုးနဲ့စိတ်ဆိုပြီးတော့မှခွဲတဲ့ဥပမာပေးထားတဲ့ကျမ်းပိုက်ကိုတွေ့ရမှာဖြစ်ပါတယ်အမှဥပမာပေးထားတာငါဆာလောင်ငတ်မှုနေတဲ့အချိန်မှာငါ့ကိုမပေးမကြွေးတဲ့သူတွေရဲ့ငါဆာလောင်ငတ်မှုနေတဲ့အချိန်မှာငါ့ကိုကြွေးမွေးပြုစုတဲ့သူတွေဆိုပြီးတော့မှငါထောင်ထဲရောက်နေတဲ့အခါမှာငါ့ကိုအားပေးတဲ့သူတွေငါအားမပေးတဲ့သူတွေငါအဝတ်ဆရာမရှိတဲ့အခါမှာဝတ်ပေးတဲ့သူတွေနဲ့ဝတ်မပေးတဲ့သူတွေဆိုပြီးတော့မှသူခွဲခြားပြထားတယ်ဒါဟာလည်းလှုပ်တင်လှုပ်ထိုက်တာကိုမလှုပ်တဲ့သူတွေနဲ့လှုပ်တဲ့သူတွေဆိုပြီးတော့မှခွဲခြားပြီးတော့မှဥပမာအနေနဲ့ပြထားပေးတာဖြစ်ပါတယ်နောက်တစ်ခုကရှင်လုကာအခန်းကြီး30အငယ်25နဲ့30မှာကောင်းသောစမာရိတန်အကြောင်းကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဒီ good samaritan ဆိုတဲ့ဥပမာပေးတဲ့အထက်မှာလူတယောက်တခုတည်းများတွေရဲ့ညင်ပန်းနှိပ်စက်ချင်းခံရပြီးတော့မှတေလူမျောပါကြာနေတယ်လမ်းဘေးမှာအဲ့ချိန်မှာတယောက်ပြီးတယောက်တွေ့သွားတာပေါ့အဲ့တယောက်ပြီးတယောက်ဆိုတဲ့နေရာမှာလေဝိအမျိုးတို့ဖာရိရှဲတို့ဘာတို့နော်အဲ့ဓာတွေကဗာဒိုင်ကောင်းဆောင်တွေပဲအဲ့ဒါနော်အဲ့လိုလူတွေကမကူညီဘဲနဲ့ရှောင်ဖယ်ပြီးတော့မှထွက်သွားတယ်ဆိုတာလှုပ်တင်လှုပ်ထိုက်ပြုတင်ပြုထိုက်တာကိုမပြုမလုပ်တာဖြစ်တဲ့အတွက်ကြောင့်အဲ့လိုလူတွေမဖြစ်စေနဲ့တဲ့ဘုရားကပြောတာဘယ်လိုလူဖြစ်ရမလဲဆိုရင်အဲ့လူကိုတွေ့ပြီးတော့မှတော့ရောက်ကူညီတဲ့ဆမာရိတန်လူမျိုးလူဖြစ်ရမယ်တဲ့နော်အဲ့ချိန်မှာဆမာရိတန်လူမျိုးလို့ဘာလို့ထပ်ပြောလဲဆိုရင်ဂျူးလူမျိုးတွေကဆမာရိတန်လူမျိုးကိုရမ်းမုန်းတာနော်တခင်စုကဂျူးဒါပေမဲ့ငါရဲ့လူမျိုးတွေကိုပဲငါကယ်မယ်လို့တခင်စုကအဲ့လိုလာတာမဟုတ်ဘူးလေလူတိုင်းကကောင်းတဲ့အမှုလုပ်တယ်ဆိုရင်အဲ့ဒါသူ့ရဲ့အလိုကိုလိုက်နေတဲ့သူတွေပဲလေအဲ့ဒါကြောင့်ဒီဆမာရိတန်လူမျိုးကတွားပြီးတော့မှကူညီတယ်ဆေးတွေထည့်ပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်သူပြုတ်ထိုက်လှုပ်ထိုက်တာကိုပြုတယ်လှုပ်တာဖြစ်တဲ့အတွက်ကြောင့်သူဟာကောင်းမြတ်တော်မူတဲ့ဖခင်ရဲ့ကောင်းကြီးပေးခြင်းခံရတယ်ဖခင်ကဒီအဲ့လိုလူဖြစ်အောင်ကြိုးစားပါဆိုပြီးတော့မှပြောတာလေနော်ဆိုတော့လှုပ်ထိုက်ပြောထိုက်တာအရာကိုမပြောဘဲနဲ့ရင်ငုံနှုတ်ပိတ်နေတဲ့ဘာသာရေးကောင်းဆောင်မှမဟုတ်ဘူးလူတိုင်းဟာအပြစ်ရှိပါတယ်
ဆိုတော့စိမိတ်စာရဲ့ကြမ်းတမ်းရုပ်မှာရက်ဆက်ကောက်ကျစ်လွန်းလာတဲ့လောက်ရက်တွေကိုမပြောနိုင်ဒီမလုံနိုင်ဒီဖြစ်စီပေါ့နော်စိတ်ထက်ကနေမကြိုက်ဘူးဆိုတဲ့ဟာကိုရှင်းတော့နည်းနည်းတော်သေးတာပေါ့နော်အဲ့လိုလူရကတော့နည်းနည်းတော်သေးတယ်ဒါပေမဲ့ပြောတဲ့သူတွေလှုပ်တဲ့သူတွေကတော့ပို့ပြီးတော့မှကောင်းတာပေါ့နော်မပြောဘဲနဲ့ဘာမှမလုပ်ဘဲနဲ့ဒီလိုပဲရင်ငနှုံးပိတ်နေတဲ့သူတွေကတော့ရှိလားဆိုတော့ရှိပါတယ်ကျေးဇူးတင်ပါတယ်